ဒီနေ့ထွက်ရှိလာခဲ့တဲ့ Android flagship တွေထဲမှာ Honor Magic 8 Pro တော့တော်တော်ကြီးမျက်စိကျနေရဗျဒီ premium flagship ဖုန်းတစ်လုံးအကြောင်းကိုစပြောမယ်ဆိုရင်ဒီကောင်ရဲ့ big quality ဘိုင်းကိုစပြောရတယ်။တော့မှသုံးထားတဲ့ material တွေကနောက်ဘက်ချမ်း glass fiber ဆိုတဲ့ reinforced material ကိုသုံးမိထားတယ်။အဲအကြောင်းဒီကောင်ကိုကင်ထားတဲ့ hand feeling မှာ smooth ဖြစ်ပြီးတော်တော်ကြီး solid ဖြစ်တဲ့ထဲမှာပါတယ်။အပိုင်းမှာလည်း50 megapixel ရတဲ့ main camera 50 megapixel ရတဲ့ ultra wide camera နဲ့200 megapixel ထိရတဲ့ telephoto lens ပါပါတယ်ဗျ။ Magic 8 Pro ရဲ့ screen size အနေနဲ့ 6.71 inch ရှိပြီးတော့သုံးထားတဲ့ display က LTPO OLED display ဗျ။ OLED display ကြီးနော် brother တို့ screen refresh rate အနေနဲ့ 120Hz ရပါတယ်။ဒီကောင်ရဲ့ durability ပိုင်းမှာ nano crystal sheet ဆိုတဲ့ glass ကို screen မှာprotection လုပ်ပေးထားတယ်ဒီ nano crystal sheet ဆိုတဲ့ glass ကတော်တော်ကြီးကိုခိုင်နေဗျ IP68 69K desktop and water system ပါလို့တော်တော်ကြီးကိုရေစုခံအကျန်းခံပါတယ် Honor Magic 8 Pro ရဲ့ SoC ကနောက်ဆုံးထွက် SoC ရဲ့တစ်ခုဖြစ်တဲ့ Snapdragon 8 Elite Generation 5 ဗျတော်တော်ကြီးကို performance ရလမ်းပြန်ကျန်းထော်နေရပဲကျွန်တော်ဆိုင်လေးစားလေးရမန်းလေးမြို့မှာတည်ရှိပြီး26 28လမ်းချာ82လမ်းမှာပေါ်ရှိထွေဖလောင်းမိုဘိုင်းမှာဖြစ်